မင်္ဂလာပါ probiotics ဆိုတဲ့စကားလုံးကိုတင်ချင်ဘူးတွေ kimchi လို့စားစားတယ်ဒါမှမဟုတ်ဆေးဆိုင်ကဆေးဘူးဒီမှာတောင်တွေ့ဘူးကြားဘူးကြမှာပါလူတော်များများပြောနေကြပေမဲ့ဒါတွေကတကယ်တမ်းကပါတယ်လေကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်ဘလို့အကျိုးပြုတယ်လဲဆိုတာကိုဒီနေ့ဒီမှာအတူတူလေ့လာကြည့်ကြအောင် ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ probiotics ဆိုတာအတိအကျဘာကိုခေါ်တာလဲဘာကြောင့်သုံးစွဲသင့်တယ်လဲတတိထားရမယ့်ဘီထွန်ဆိုးကျိုးတွေကတော့ဘာတွေရှိမလဲပြီးတော့အစားအစာတွေကနေဘလို့ရောက်နိုင်မလဲနဲ့ဖြည့်စွမ်းအားစီအနေနဲ့တောင်းမယ်ဆိုရင်ဘလို့နီးလန်းကအမှန်ကန်ဆုံးဖြည့်မလဲဆိုတာဒီကိုတစ်ခုချင်းစီပြောတော့မှာပါကဲဒါဆိုပထမဆုံးအနေနဲ့အခြေခံအကျော်ဆုံးမိခွန်းလေးနဲ့စလိုက်ကြရအောင် probiotics ဆိုတာတကယ်တော့ပါလဲသူတို့ကဘယ်လိုအကျိုးပြုပိုးမွှားလေးတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင် probiotics ဆိုတာကိုအလွယ်ဆုံးပြောရရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပေးတဲ့အဏုဇီဝပိုးမွှားလေးတွေပါပဲဒီနေရာမှာအရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ်တစ်ခါသူတို့ဟာအသက်ရှိရမယ်နှစ်ကတော့ကျန်းမာရေးအကျိုးကျေးဇူးကိုတကယ်ရဖို့အတွက်လုံလောက်တဲ့ပမာဏကိုစားသုံးဖို့လိုအပ်ပါတယ်ဒါကြောင့်မို့သူတို့ကိုအကျိုးပြုဘက်တီးရီးယားလို့ခေါ်ကြတာပေါ့ဒီအကျိုးပြုဘက်တီးရီးယားဆိုတဲ့အယူအဆကအခုမှအသက်ဆန်းတော်လာတာမျိုးတော့မဟုတ်ပါဘူးတကယ်တမ်းတော့လွန်ခဲ့တဲ့နှစ်100ကျော်1909ခုနှစ်ကတွေကရွာရှားဖေဖေပညာရှင်တွေကစပြီးတွေ့ရှိခဲ့တာပါအဲ့ဒီအချိန်ကတွေကသူတို့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလေ့လာခဲ့ကြတာဆိုတော့ဒါခိုင်မာတဲ့သိပ္ပံနည်းကျနောက်ခံသမိုင်းကြောင်းရှိတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဟုတ်ပြီ probiotics ဆိုတာဘာလဲဆိုတာကိုသိသွားပြီဆိုတော့နောက်တစ်ဆင့်အနေနဲ့ဘာကြောင့်ကျွန်တော်တို့ဒါတွေကိုလိုအပ်တာလဲကျန်းမာရေးအတွက်ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်တယ်လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြအောင် probiotics ရဲ့အဓိကလုံဆောင်ချက်တွေကဘာတွေလဲဆိုတော့ပထမဆုံးကအစာချေစနစ်ကိုကူညီပေးတယ်အာဟာရစုပ်ယူမှုကိုအားကောင်းစေတယ်ပြီးတော့ကျွန်တော်ရဲ့ဦးလန်းချောင်းတွေကအကျိုးပြုဘက်တီးရီးယားနဲ့အန်တီရယ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုများချေဖြစ်အောင်ထိညှိပေးတယ်ဒါကကိုခံအားစနစ်ကိုပါမြင့်တင်ပေးတယ်လို့ဖြစ်သွားတာပေါ့နောက်တစ်ခုကဦးနိုင်ရန်တွေကိုခိုင်ခန့်စေပြီးအကာအကွယ်ပေးတဲ့အလွှာတစ်ခုလိုလည်းလှုပ်ဆောင်ပေးပါသေးတယ်ဒီစရာလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် probiotics တွေကိုဘယ်နေရာတွေမှာသုံးကြလဲဆိုတာကိုပြထားတာပါဘယ်ဘက်ကော်လမ်မှာကတော့ဝမ်လျောတာဦးလန်းကြောင်းပြဿနာတွေလိုမျိုးသူတေသနာအထောက်ထားခိုင်ခိုင်မာမာရှိပြီးသားအသုံးပြုမှုတွေပါနောက်ဘက်ကော်လမ်ကတော့လက်လုံးဦးနှောင်းနဲ့အရေးပြချမှရေးလို့ကတ်နာတွေမှာအကျိုးကျေးဇူးရှိနိုင်တယ်ဆိုပြီးသူတေသနာတွေဆက်လုပ်နေစေဖြစ်တဲ့နယ်ပယ်တွေပဲဖြစ်ပါတယ်ကောင်းကျိုးတွေအများကြီးရှိတယ်လို့ပဲဘလို့ကျမ်းမာရေးထုတ်ကုန်မဆိုသတိထားရမယ့်အချက်တွေလည်းရှိတာပေါ့နော်ဒါကြောင့် probiotics တွေရဲ့ဖြစ်နိုင်ခြေရှိတဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ဘလို့အခြေအနေတွေမှာသတိထားတဲ့နေဆိုတာကိုနားလည်ထားဖို့ကအရင်အရေးကြီးပါတယ်ဒီစကားကအရင်အရေးကြီးတဲ့အချက်ကိုမိမောင်းထုတ်ပြနေတာပါ probiotics ဒီကအကျိုးရှိတယ်ဆိုပေမဲ့မလိုအပ်ပဲအလွယ်တကူတောက်တုံးတာမျိုးကိုရှောင်သိနေအထူးသဖြင့်ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေရင်ကျွမ်းကျင်တဲ့ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးဝန်ထမ်းနဲ့တခြားတိုင်ပင်ဖို့ဘလောက်အရေးကြီးလဲဆိုတာကိုပြနေတာပါဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်သာအောင်လမ်းချင်ပြထားပါတယ်လူအများဆုံးမှတွေ့ရတတ်တဲ့လေပွားတာလေထားတာလိုမျိုးဖေးထွက်စူးကျိုးတွေကများသောအားဖြင့်မပြင်းထန်ပဲခဏတာပဲဖြစ်တတ်ပါတယ်ဒါပေမဲ့ကိုခံအားရနေနေတဲ့သူတွေလိုအချွတ်တော့အုပ်စုတွေအတွက်ကြောင့်ရှားပါပေမဲ့ပြင်းထန်တဲ့ပိုးဝင်ကူးစက်တာမျိုးလိုအန်တီရီရှိနိုင်ပါတယ်။ဒါကြောင့်မလို့စေယုံတက်နေရတဲ့လူနာတွေကိုခံအားစနစ်အနော်မြင့်အားနေနေသူတွေပြီးတော့လက်မစေးပဲမှုရက်ကလေးငယ်တွေလိုမျိုးအုပ်စုတွေမှာတော့ဆရာဝန်ရဲ့အတင်းကျပ်တဲ့ကြီးကြပ်မှုမရှိပဲ probiotics တွေကိုလုံးဝမသုံးဆွဲသင့်ပါဘူး။ကျန်းမာရေးမှာဘေးကင်းလုံခြုံမှုကနံပါတ်1ဦးစားပေးထည့်ရမှာပဲ။ကဲဖေးဆွတ်ဆေးတွေအကြောင်းခဏထားပြီးတော့လူအများစုအတွက်အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ probiotics တွေကိုဘယ်လိုရယူနိုင်မလဲဆိုတဲ့လက်တွေ့ကျတဲ့အပိုင်းကိုဆက်သွားကြရအောင်ဒီမှာကြည့်လိုက်ရင်တင်ချင်း kimchi လိုနိုင်ငံတကာအစားအစာတွေကနေစပြီးကျွန်တော်တို့နဲ့ယဉ်နီးပြတာဖြစ်တဲ့ပန်ငါးပီတို့ချင်းဖတ်တို့အထိ probiotic ကျွဲဝါတဲ့အစားအစာတွေအများကြီးရှိပါတယ်ဒါတွေကနေ့စဉ်စားသုံးမှုပုံစံနဲ့မှာလွယ်လွယ်ကူကူထည့်သွင်းလို့ရတဲ့နည်းလမ်းတွေပါပဲဒါပေမဲ့ဒီနေရာမှာသတိပြုစရာလေးတစ်ခုတော့ရှိပါတယ်အထူးသဖြင့်ချင်းဖတ်လို့အိမ်မှာလုပ်တဲ့ရိုးရအစားအစာတွေကိုစားသုံးတဲ့အခါမှာပါအကျိုးပြုပတ်တရားတွေအစားအန်တရယ်ရှိတဲ့ပိုးမွားတွေမပါဝင်စေဖို့ပြုလုပ်တဲ့နေရာအစစ်စစ်မှာတကိုယ်ရေးတန့်ရှင်းမှုကိုအထူးဂရုစိုက်ပြုဖို့လိုအပ်ပါတယ်အစားအသောက်အပြင်ဖြည့်ဆွတ်စေတောက်မယ်လို့စဉ်းစားထားတဲ့သူတွေအသက်ကတော့အကောင်းဆုံးအာနိသင်ကိုရရှိစေဖို့ဘယ်လိုမှန်ကန်စွာတောက်တုံရမလဲဆိုတဲ့အချက်တွေကိုအခုရှင်းပြထားပါမယ်ဒီရိုးရှင်းတဲ့အရှင်သုံးဆင့်ကိုလိုင်းနာလိုက်တာနဲ့ဖြည့်ဆွဲစေရဲ့အာနိသင်ကိုအပြည့်အဝရနိုင်ပါတယ်။အစာနဲ့အထူတောက်တာကအစာအိမ်အက်ဆစ်တန်ကနေအထက်ကပိုးမွှားလေးတွေကိုကာကွယ်ပေးတယ်။နေအောင်ချိနဲ့ဝေးတဲ့နေရာမှာတိန်းတာကသူတို့ကိုအသက်ရှင်နေစေဖို့ကူညီပေးပါတယ်။ပဋိစီဝေဆေးတဲ့နဲ့နှစ်လ3လလောက်ချပြီးတောက်တာကတော့ဆေးအာနိသင်အချင်းချင်းချိခိုင်းမှုမရှိအောင်ကာကွယ်ပေးပါတယ်။ probiotic ဘူးတွေမှာ CFU ဆိုတဲ့စာလုံးကိုတွေ့ဖူးကြမှာပါ
အဲ့ဒါက colony forming units ကိုပြောတာဖြစ်ပြီးအသက်ရှိတဲ့ bacteria အရွယ်ကိုတိုင်းတာတဲ့ unit တစ်ခုပေါ့ရေပြည့်အဖြစ်ဒီနေ့ကို10 billion ကနေ10 billion အတွင်းကအသင့်တော်ဆုံးဖြစ်ပြီးပမာဏများလေးပိုကောင်းလေးဆိုတဲ့အယူအဆကဒီနေရာမှာမမဘူးဆိုတာသတိပြုသင့်ပါတယ် ဒါကတော့အသက်ကယ်နိုင်တဲ့အသိပညာဖြစ်လို့အရန်ကိုအရေးကြီးပါတယ်။ပြင်းထန်စွာဝမ်းသွားပြီးရေဓာတ်ဆုံးရှုံးတဲ့အထာအထူးကုသမှုကအသက်ကယ်တတ်စားရည် ORS တောက်တောင်းခြင်းပဲဖြစ်ပါတယ်။ probiotics ဟာအထောက်အကူပြုအနေနဲ့သာသုံးနိုင်ပြီးတတ်စားရည်နေရာမှာလုံးဝအစားထိုးလို့မရပါဘူး။ဒီချက်ကိုတေချာမှတ်ထားဖို့လိုပါတယ် ဒီအချက်က probiotic ရွေးချယ်မှုနဲ့ပတ်သက်ပြီးအဓိကမှတ်ထားရမယ့်အချက်ပါပဲ probiotic တစ်မျိုးတည်းကယောဂအလုံးအတွက်အဖြစ်မဟုတ်ပါဘူးကိုထိနေတဲ့ကျန်းမာရေးအခြေအနေအတွက်မှန်ကန်တဲ့ probiotic မျိုးစားကိုတိတိကျကျရွေးချယ်ဖို့လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ ကဲနောက်ဆုံးအနေနဲ့ဘာဒီကိုအဓိကမှတ်သားသွားရမလဲဆိုရင်ယုံကြည်ရတဲ့မှတ်တမ်းစစ်ကိုတရားဝင်နေရာကနေဝယ်ပါတက်ရှိပုံးမွားတွေချစ်တဲ့အတွက်တက်တန်းကုံဆုံးရက်ကိုအမြဲစစ်စေပါပြီးတော့အရေးကြီးဆုံးကတော့ကိုနဲ့အသင့်တော်ဆုံးအကြံဉာဏ်ရဖို့အတွက်ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်နဲ့တိုင်ပင်ဆွေးနွေးဖို့ပါပဲ ဒီတော့ဒီနေ့ရဲ့ဆွေးနွေးမှုတွေအပြီးမှာလူတိုင်းအတွက်အကောင်းဆုံးဆိုတဲ့ probiotic တမျိုးတွေကတကယ်မရှိဘူးဆိုတဲ့အချက်ကိုသဘောပေါက်သွားလောက်ပါပြီအကောင်းဆုံးဆိုတာတဦးချင်းစီရဲ့ကျန်းမာရေးလိုအပ်ချက်ရည်မှန်းချက်တွေပေါ်မှာပဲမူတည်နေပါဒါကြောင့်ကိုယ့်အတွက်အမှန်ကန်ဆုံးရွေးချယ်မှုပြုလုပ်နိုင်မှုကသာအရေးကြီးဆုံးဖြစ်ပါတယ်